撒个湾来不了哟，该上下要进入来该上来，这下呢我都那一副皮呢，来给你这样能中国啥呢没有，那样个呀，在他讲啊个呀，个电影来谁不？是他们在来谁？是他们在来谁？那样个那个是他们个，那抗拼嘛就来。三块的呀，呀那不那两个路那下那你妈个呀，可能从中那样个呀，你妈嘞，你送考那你妈哩，你送考那，你路盘路哩，在中南加班这个啥子哩，两个你大学不来你个不要过讲讲话不难听，你就爱过，就爱干人那些的，那我啊过那一，我就爱，讲我身体呢，中国那边。那是啊，那讲个，你骗我，是啊。你想拿的咱们下日苦人啊，老个路路还因你路人就，呀那个大浪就跑步那个接待，那点嘛，因你路就个，的苦那大个气的大那嘛多人，老那的大浪配路大样个，老个家难天路大没有爱我，像你配。พี่มีการเห็นเรื่องก็အခုမြန်ကိုရံကိုစံခုံကအခုရတန်ရတက်တယ်ပေါ့နော်ရတန်ရတက်တယ်ဒါပေမဲ့အခုမှအရင်နည်းမရှိတော့မလုံနိုင်ဘူးပေါ့အခုအဆိုရင်အိမ်မှာတပိုင်းတနိုင်နဲ့အခုကဟိုမျိုးချီထိုးပန်းထိုးပေါ့နော်အဲ့ဒါတွေလုံနေတယ်ပေါ့အဆိုတကယ်လို့စံခုံတို့မိသားစုကအဲ့ရတန်ရမယ်ဆိုရင်ပေါ့နော်စံခုံတို့မိသားစုအတွက်สู้เลยเขาปั้นในคลีเนาะจังหมายจริงเนาะคลีก็เยอะเขาปั้นในนี้แต่สู้ไปในนี้ปั้นในนี้အဲ့ဒါကဘလောက်လောက်ရှိလဲစံခွန်းနေအဲ့ဒါကဒီအိမ်အကြီးအယောက်ဆွေးမှာစေပြီးတော့အကုန်လုံးအပြည့်အစည်းဟိုဒီစေသိန်းထိုးလောက်ရသွားပြီဆိုရင်ဟိုလုပ်ငန်းနဲ့စလို့ရပြီဟုတ်ပြီဒါပဲအားလုံးကလည်းစူတောင်းကြမယ်ဖြစ်တယ်နော်ဖျက်ခင်ကအကောင်းဆုံးကိုပြင်နေပြင်ဆင်ပေးနေတဲ့ဖျက်ခင်ဖြစ်တယ်လို့စားဖို့တောက်ဖို့ကအဆအရာရာပေါ့နော်အဲဒီလိုမှစီဘုရားကိုရတော့လည်းအခက်ခဲရနိုင်ကြုံပြီးကြပါလေလို့အဲဒါကြောင့်ဒီနေ့ကျွန်တော်စီလဲပေါ့နော်ဆက်တော့ပုံစံလာဖြစ်ပါတယ်အဲကြောင့်အခုကျွန်တော်တို့ပုံစံလေးအခုကျွန်တော်တို့အဖေကသူများလိုမျိုးအဖေစီအကြီးမဟုတ်ပါဘူးဥပမာကိုထူကိုတာစနစ်နဲ့လှုပ်ဆောင်နေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့နောက်မှာရောဒီနေ့တကယ်ကိုခက်ခဲအထက်ကပုံမှန်ခက်ခဲတဲ့အငယ်ဆုံးသောသူတွေမတန်ဆွမ်းနေလဲနေရာကျော်ပေါ့နော်အယောက်နေရာကျော်ရှိတယ်ပြီးရင်တချို့တက်ကြီးတွေပေါ့ပို့ပါလည်းရှိပါတယ်လို့အဲကြောင့်ကျွန်တော်တို့လည်းအမြဲတမ်းမလာကြည့်ပေးနိုင်တဲ့အချိန်လည်းရှိပါတယ်ဒါပေမဲ့လည်းလို့အမြဲတမ်းကြည့်ပေးနိုင်တာဖျားခင်ပဲဖြစ်ပါတယ်လို့အဲကြောင့်ဒီနေ့တော့စိုက်ခေါ်ရမိသားစုပေါ်မှာဖျားခင်ကပြစ်ပေးထားခြင်းမရှိပါဘူးနော်ဘုရားစီမှာကြီးမားတော့အချမ်းစီရှိပါတယ်အခက်ခဲပြဿနာရှိနေလေကျွန်တော်တို့ဘုရားထံတော်ဝင်မှာဝါယူကြရအောင်ဘုရားခင်ကကျွန်တော်တို့မစဉ်းစားထားတဲ့အရာတွေကျွန်တော်မမျော်လင့်ထားတဲ့အရာအလုံးတွေကနေမဖြစ်နိုင်တော့တဲ့အချိန်တွေကနေဖြစ်နိုင်ခြင်းကိုပေးတဲ့ဘုရားရှင်ဖြစ်ပါတယ်နော်ဘုရားခင်ကအချိန်တန်ရင်စိုင်းပေါ်လို့အိမ်ပိုင်းရပိုင်းနဲ့ပြေးမှာဖြစ်တယ်နော်အဲတော့ကျွန်တော်တို့ဘာလို့သစ္စာရှိစွာနဲ့ဘုရားကိုဆက်လက်ကြည့်ဖြစ်တယ်ဒီနေ့ကကျွန်တော်တို့ရောက်လာတဲ့အချိန်မှာလည်းအဓိကတော့
ဆိုင်ကိုမီတာစုတွေကိုကျွန်တော်ချစ်လို့ရောက်ရှိလာဖြစ်ပါတယ်နော်။ဒီများဟိုပါပေါ့ဒီများလိုမျိုးအများကြီးထောက်ပံ့နိုင်တဲ့ဟာမျိုးလည်းမရှိပါဘူးဘုရားပြောရမယ်ဆိုရင်ဒါပေမဲ့လည်းရှိတဲ့အရာလေးနဲ့ဒီနေ့အလူငွေ9တောင်းပေါ့နော်ဒါကတော့ကျွန်တော်တို့ဘုရားရဲ့မေတ္တာအားဖြင့်တတ်တဲ့လောက်ဒီလောက်ကိုတွေ့ရဖြစ်ပါတယ်အဓိကကျွန်တော်တို့ဆုတောင်းပေးကြမှာဖြစ်တယ်နော်ဆုတောင်းပြီးဟိုပါပေါ့ဘုရားကြီးကအကောင်းဆုံးကိုပြင်ဆင်ပေးတဲ့ဘုရားဖြစ်ပါတယ်လို့နော်ဟုတ်ပြီဆိုရင်ဒါကတော့ခလေး